အများကြီးရဲ့အသင်းကကျဲတဝင်းရမယ်ပြီးရင်ဆင့်တက်မှာပါအဲ့ကျဲတဝင်းကလည်းကျုံးတဲ့တင်စီရတာဖြစ်ပြီးကျုံးတဲ့တင်ရတော့ကျဲတဝင်းနှုတ်ကန်မှာဖြစ်ပြီးအဆင့်တက်ပြီးကျသွားမှာပါအဲ့လိုမျိုးပြိုင်ဆိုင်နဲ့စပွဲတွေဖြစ်လာခဲ့တာတန်းနဲ့ချီရှိပြီးဒီနေ့မှာတော့ join ဆိုတဲ့ hero လေးပါဝင်တဲ့တိုက်ပွဲအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ join ပါဝင်တဲ့တိုက်ပွဲလေးမှာသူ့ရဲ့အသင်းသားတွေကတော့ဂိုးလေးနေရာမှာကလောက်ငမာနေရာမှာ6နဲ့မင်းနေရာမှာကျတော့ဘေးပါဝင်ပြီး EAP မှာအာလူကတာဝန်ထားတာပါ။တစ်ဖက်ကသူတို့ရင်ဆိုင်ရမယ့်ရန်သူတွေကတော့တစ်ဖက်ကဂျန်ဂလာလန်စီလော့ EAP မှာစန်ဂိုးလိမ်းမှာအရတန်နဲ့မီလိမ်းမှာစိုက်ကလောက်ရိုမာအနေနဲ့ကတော့စေဘာနာလို့ဖြစ်ပါတယ်။တိုက်ပွဲကြီးစတင်မှုအတွက်အကုန်လုံးကအစဉ်သင်းဖြစ်နေခဲ့ပါပြီ။အနေနဲ့ join အနေနဲ့စစ်မပြေအောင်ရောက်ရှိလာခဲ့ပြီ။ join ဆိုတဲ့ hero ကဂျန်ဂလာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့တိုက်ပွဲတွေမှာရှိတဲ့တောကောင်တွေလိုက်စားရင်းနဲ့ level ယူရတာပါ။ level ယူတဲ့အပြင်ဂိုးကရတဲ့အတွက်ကြောင့် item တွေဝယ်ယူပြီးတစ်ဖက်က enemy တွေထက်ပိုတောင်းလုံနိုင်ပါတယ်။ဒီအသင်းသားတယောက်ဖြစ်တဲ့ချောင်းနေနဲ့သူ့ကိုလာပြီးကူပေးတယ်။ join အနေနဲ့ AACC တောကောင်တွေစားပြီး level ယူနေခဲ့ပါတယ်။တစ်ဖက်ကဂျန်ဂလာဖြစ်တဲ့လန်စလောကနေပြီးတော့ join ကိုလာပြီးတိုက်ခိုက်ပါတော့တယ်။နင်တောကောင်တွေကိုရအောင်ယူပြီးသူရဲ့ဘတ်တောကောင်တွေကိုပဲ AACC သွားပြီးစားနေခဲ့ပါတယ်။တစ်ဖက်ကတော့ကောင်တွေကိုသူ့အနေနဲ့စားနေတဲ့အချိန်မှာတပ်ဖြတ်နေတဲ့အချိန်မှာတစ်ဖက်ကရိုမန်ဖြစ်တဲ့စီဘာနာကနေထပ်ပြီးလာပြီးတော့နှောက်ယှက်ပါတော့တယ်သူ့ရဲ့ဘက်ကိုပဲအေးစစ်စစ်ပြန်ရအောင်ယူနိုင်ခဲ့တယ်အပြင်တစ်ဖက်ကရိုမန်ဖြစ်တဲ့စီမာနာကိုပါအသင်းသားတွေနဲ့အတူအဆုံးသတ်ပေးနိုင်ခဲ့ပါတယ်တစ်ဖက်ကရိုမန်နဲ့ join နဲ့စစ်မြေပြင်ရဲ့အလဲကောင်တက်တဲ့မှာစပြီးတွေ့ဆုံနေပါပြီသူ့အနေနဲ့သူ့ရဲ့စပယ်တွေသုံးပြီးတော့သူ့ရဲ့စွမ်းအားတွေသုံးပြီးတော့စီဘာနာကိုအဆုံးသတ်ပေးနိုင်ခဲ့တယ်ဒီဘက်ထဲမှာအဓိကရေးကြီးတာ၃ကောင်တွေစားတဲ့အကောင်တွေဂျန်ခဲ့လာတဲ့အနေနဲ့ပေါ်လာတဲ့လက်ကြီးတွေ၃ကောင်တတ်မှာပဲဖြစ်ပါတယ်။လက်ကြီးတွေပေါ်လာတဲ့အခါစက်နိုင်တဲ့အတင်ကပို့ပြီးတော့ဂိုးတွေတာမယ်။ level တွေပို့ပြီးတာမယ်ပေါ့။ Okay အဲ့ချိန်မှာ join ကတော့သူ့ရဲ့တာဝန်အတိုင်းသူ့ရဲ့အသင်းသားတွေအတွက်တာတယ်ကြီးကိုလက်ကြီးကိုတက်ပေးနေခဲ့ပါပြီ။ရပြီးရဲ့နောက်မှာ join အနေနဲ့တစ်ဖက်ကဂျန်ဂလာရဲ့ animated တွေဝင်ပြီးတော့ရန်သူတွေကိုတမဖို့အတွက်သွားနေခဲ့ပါပြီ။အဲ့ချိန်မှာသူ့ရဲ့စွမ်းအားတွေအကုန်လုံးထုတ်သုံးပြီးတစ်ဖက်ကရန်သူ3ယောက်ဆိုတဲ့အနေအထားမှာပြန်လည်ပြီးတော့ကမ်းမဲ့သုံးသက်ပေးနိုင်ခဲ့တယ်။တစ်ဖက်ကရိုမာဖြစ်တဲ့စေဘာနာကိုလည်းပြန်ပြီးသုံးသက်ပေးတဲ့အခါမှာသူ့အနေနဲ့သွေးရတော့အရန်နဲနေခဲ့ပါပြီ။အဲ့နဲ့သူ့အနေနဲ့ပြန်ပတ်ဖို့အတွက်စူးစမ်းတဲ့အချိန်မှာတစ်ဖက်က EAB လိန်နာဖြစ်တဲ့ဆန်းနဲ့မက်မှာတက်ပြီးတွေ့ခဲ့တယ်။ဒါပေမဲ့သူ့အနေနဲ့ဆန်းကိုနိုင်မလားဆိုတဲ့အတွေးနဲ့ပြန်ပြီးတိုက်ခဲ့ပေမဲ့နိုင်များရှိခဲ့ဘူး။ Okay တေသုံးသွားခဲ့ပါပြီ။ရှင်းလာတဲ့အခါမှာ join အနေနဲ့သူ့ရဲ့တောကောင်တွေကိုပဲပြန်ပြီးစားနေခဲ့တယ်။ဒီတောကောင်တွေကလည်းမိနစ်ချတဲ့အခါအချိန်နဲ့ချပြီးတော့ပြန်လဲပေါ်လာတဲ့အကောင်တွေပဲဖြစ်ပါတယ်။သူ့ရဲ့တောကောင်တွေကိုစားပြီးတဲ့အချိန်မှာတစ်ဖက်ကဂိုးလိန်နာဖြစ်တဲ့ Aethes ကိုဥတီသွားလိခဲ့ပြီ။ဒါလည်းသူ့ရဲ့စွမ်းအားတွေအကုန်သုံးjoin အနေနဲ့စွမ်းအားတွေထုံသုံးပြီးတော့အပြိုင်ဆိုင်ပြင်းနဲ့တိုင်တိုက်ကြတဲ့အခါမှာ join အနေနဲ့နိုင်ရရှိခဲ့ပါတယ်။ second တက်တယ်ဆိုတော့ဒုတိယလေကြီးကပြန်လည်ပေါ်လာခဲ့ပါပြီ။အချိန်မှာ join အနေနဲ့ချောင်းရဲ့အကူအညီကိုယူပြီးတာတယ်ကြီးကိုစတင်တက်ဖြတ်နေပါပြီ။ဒါပေမဲ့တစ်ဖက်ကရန်သူတွေကလည်းဒါကိုသိတဲ့အခါမှာနှစ်ကောင်လုံးလာပြီးရုံးပေးတယ်။ဂိုးလိန်းနဲ့စေဘာနာပေါ့ဒါပေမဲ့တာတယ်ရခဲ့တယ်ဆိုပေမဲ့လည်း join ကတစ်ဖက်ကစေဘာနာရဲ့အဆုံးသတ်ခြင်းကိုခံလိုက်ရပါတယ်။ join အနေနဲ့သေပြီးပြန်ရှင်လာတဲ့နောက်မှာပြန်ပြီးတော့စစ်မြေပြင်ကိုစတင်ထောက်ခါလာခဲ့ပြီ။အဲ့ချိန်မှာတစ်ဖက်ကအဲ့တော့တဲနဲ့ဆန်းတို့နှစ်ယောက်ရှိနေတဲ့နေရာကို join နေရောက်ရှိလာခဲ့ပြီသူရဲ့ဆွမ်းအားတွေအကုန်လုံးထုတ်သုံးပြီးတော့အဲ့တဲနဲ့ဆန်းကိုဆုံးသက်ပေးနိုင်ခဲ့ပါတယ်တစ်ဖက်ကရန်သူနယ်နိမိတ်ထဲမှာဒီကိုဆွမ်းသက်ပေးနိုင်ခဲ့တာပေါ့အဲ့ချိန်မှာတစ်ဖက်ကမိတ်နေနဲ့လာပြီးတော့ join ကိုပြန်ပြီးမဲဖြတ်ဖို့အတွက်ပြန်လာနေခဲ့တယ်အမေ join အနေနဲ့ခြုံထဲမှာဝင်ပြီးတော့ပုံအောင်နေခဲ့တဲ့အခါမှာစတန်တော့ထီသွားတယ်တွေးတော့မရောခဲ့ဘူး join အနေနဲ့တစ်ဖက်က cycle ကိုပြန်လည်ဆုံးသက်မယ်ဆိုပြီးနောက်ကလိုက်သွားခဲ့တယ်ဆိုပေမဲ့တစ်ဖက်ကကြံခဲ့လာရှိနေတဲ့နေရာမှာအဆုံးသက်ခံရတဲ့လူကသူပဲပြန်ဖြစ်နေခဲ့ပါတယ်ဒီတိုက်ပွဲမှာ record ပြန်လည်ရောက်ရှိခြင်းကိုပြသတဲ့ကောင်တွေကစိန်ခေါ်ခြင်းတစ်မျိုးပါပဲ okay join အနေနဲ့ပြန်သေးပြီးပြန်ရှင်လာနိုင်ခဲ့ပြီအဲ့ဒါနဲ့သူ့ရဲ့တောကောင်တွေကိုပြန်စားဖို့သွားတဲ့အချိန်မှာတစ်ဖက်ကကြံသူတွေအနေနဲ့သူ့ရဲ့တောကောင်နေနေမဲ့ထိရောက်ရှိလာခဲ့ပြီအဲ့ချိန်မှာ join သူ့ရဲ့ဆောင်းရတဲ့အကုန်လုံးကိုထုတ်သုံးပြီးဆောင်းရ cycle ကိုအဆုံးသက်ဖို့လုပ်တယ်အဆုံးသက်ပေးနိုင်ခဲ့တဲ့အပြင်တစ်ဖက်က irritate လည်းရှိနေခဲ့တော့မသိလိုက်ဘူးဗျအမှအရဇက်အနေနဲ့နောက်ကနေသူ့ရဲ့စွမ်းရည်အကုန်လုံးနဲ့လိုက်ပြီးပြစ်ခတ်နေခဲ့တယ်။တစ်ဖက်ကကိုယ့်ရဲ့နယ်နိမိတ်ထဲထိလာပြီးမဲဖြတ်ခံလိုက်ရတယ်။ Okay တစ်ဖက်မှာသူတို့နယ်နိမိတ်အနီးနားအထိကိုရန်သူတွေရောက်ရှိလာခဲ့ပြီးတော့အဲ့မှာ join အနေနဲ့သူ့ရဲ့စွမ်းရည်အကုန်လုံးထုတ်သုံးပြီးတော့တစ်ဖက်ကရန်သူတွေမဲဖြတ်ဖို့စူးစမ်းရဲဆိုပေမဲ့လည်းသူ့ရဲ့စွမ်းရည်တွေကမလုံလောက်ခဲ့ဘူး။အဲ့မှာပြန်ပြီးဆုံးသက်ခံလိုက်ရတာ join ပဲဖြစ်နေခဲ့ပါတယ်။အဲ့တော့ YB ဒီလော်ကြီးကို YB တက်ဖြတ်နေတဲ့အချိန်မှာပဲတစ်ဖက်ကရန်သူတွေအနေနဲ့ကိုနီနာကိုပြောင်းရှိလာပြီဆိုတော့ခံစားလာရတယ်။အဲ့ဒီမှာ join အနေနဲ့တစ်ဖက်ကရန်သူတွေသွားပြီးတမဲဖြတ်ဖို့စူးစမ်းရဲဆိုပေမဲ့ cycle law ဆိုတဲ့မေးကြီးတကောင်ပဲရခဲ့လိုက်တယ်။အဲ့နဲ့သူတို့နဲ့ law ကိုတက်ဖြတ်ပြီးတဲ့နောက်မှာပဲတစ်ဖက်ကရန်သူရဲ့တောကောင်တွေကိုပါစားနေခဲ့ပါပြီ။တစ်ဖက်ကလန်စီလော့ပြေးဖို့လွတ်သွားရဲဆိုပေမဲ့
တစ်ဖက်က Ethan နဲ့နောက်ကနေလိုက်ပြီးပြက်ခတ်နေခဲ့တယ်ဒါပေမဲ့ join ကသုံးသက်ခံရပါတယ် Okay ဒီတိုက်ပွဲလေးရဲ့အဆက်ကိုတော့နောက်နေ့မှာသင်ပေးသွားမှာဖြစ်ပါတယ်နိုင်မလားရှုံးမလားဆိုတာကို comment မှာမှတ်ပေးသွားခဲ့ကြပါအောင်အားလုံးပဲနောက်တဲ့ video တွေမှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့ 1D နီကာပါအားလုံးကျေးဇူးတင်ပါတယ်